ကဲချစ်တော်မျိုးတို့ရေကျမကတော့ဒီမှာပန်းပေါ့နော်ဒါအစီး20ပေါ့မကန်ထဲမှာရေမရှိလို့ရေဆောက်ဒီကနေထွက်มาလားမသိဘူးရေကအေးမလာသေးဘူးမလာသေးဘူးကြောက်တော့နည်းကြောက်ပန်းအားလုံးပေါင်းအစီး20နော်ဒါကျမဝယ်ပြီးသွားပြီပေါ့နော်ဒါပတ်လည်းအကုန်ကတ်မှာဟိုအတွင်းထဲကအိုးတွေကအကြီးတွေပေါ့နော်အတွင်းထဲကအိုးတွေကအကြီးတွေပေါ့ဒါဒီဟာလေးတွေကဒါနောက်နေ့ကျတော့မှကျမဒီပတ်လေးကိုပန်းကန်မယ်ပေါ့နော်ဒါကတော့ဒီမှာလေးပန်းအိုးကြီးကအကြီးကြီးကျမလည်းမနိုင်ဘူးမနိုင်တော့ကျမမှာကိုရင်လေးတွေဥစင်းတွေအကူညီတောင်းပါပန်းအိုးတူကလူရိုက်တက်လို့ရတယ်မှာအကြီးကြီးပဲကျမလည်းမနိုင်ဘူးပေါ့နော်ကိုကတော့ဟိုဖြစ်အောင်တော့ကျမတော့ဝယ်လာတာပဲအလိုအပ်ရင်တော့ပြောလို့ထပ်ဝယ်မယ်ပေါ့နော်ကိုကတော့အဲ့ဒါလေးကိုပြပေးတာနော်ပန်းအိုးပန်းကဟိုမှာကိုရင်လေးကတော့လှုပ်ပေးမယ်လို့တော့ပြောတယ်ပေါ့နော်မကိုရင်လေးတော့လှုပ်နေတာမလှုပ်နိုင်ဘူးဟိုပန်းအိုးကြီးကအကြီးကြီးဆိုတော့လေဟိုဖြစ်သွားမှာဆိုလို့မမနိုင်တာကိုကနော်အဲ့လေးကိုပြပေးတာနော်ပန်းကတော့ဝယ်ပြီးသွားပြီလို့နော်โอเคမ